အားလုံးပဲမင်္ဂလာပါရှင်ချမ်းရဲ့ page လေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့အိမ်မှာပဇွန်6ရှမ်းခောက်ဆွဲလေးအလွယ်တကူချက်စားဖြစ်ပါတယ်ပါဝင်ပစ္စည်းလေးတွေကိုလည်းချမ်းရဲ့ဗီဒီယိုတွေထဲမှာဖော်ပြပေးထားပါတယ်ဥစွာပထမကြက်ရိုးလေးကိုပြုတ်ပါမယ်ပထမပြုတ်တဲ့ရေကိုတော့ချမ်းတေးသွင်းပြီးတော့မှနောက်တေးမှာပဲချမ်းကသူ့ရဲ့အရေကိုယူပါတယ်ခရမ်းညင်သီးကိုလည်းပြုတ်ပြီးတော့အခွန်လေးခွာပြီးတော့မှသူ့ကိုဇွန်းလေးနဲ့ကြည်အောင်ခြေလိုက်ပါတယ်ပြီးတော့ကြက်သွန်ဖြူနီလေးကိုလည်းတိတ်ဆက်လေးနဲ့ကြိတ်တယ်ပဇွန်ကြောင်လေးကိုလည်းရေစိမ်ထားပါတယ်ရှင်ချမ်းရဲ့ဒီဟင်းအနှစ်ချက်ဖို့အတွက်ပေါ့နော်ပဲပီးဆက်ရဲ့ရှောက်ကောပါကောမှုတ်လေးတွေထည့်ထားပါတယ်ဒီချမ်းဒီကိုထဲမှာဆိုလဲဟင်းအနှစ်ချက်မျိုးလည်းချမ်းဒီချာလေးရိုက်ပြပေးထားပါတယ်ရှင်ဟင်းအရသာအပေါ့အငံကိုတော့ကိုလိုအပ်တဲ့လိုမျိုးပေါ့နော်ပြင်ဆင်ဖြည့်ဆွက်လို့ရပါတယ်ရှင်ဟင်းအနှစ်လေးစီပြန်ပြီးတော့ရေခမ်းလာပြီဆိုရင်တော့ချလို့ရပါပြီရှင်ဒါလေးကတော့ရှမ်းမုံညင်းဖူးချင်လေးကိုပြန်ပြီးတော့တုတ်ထားတာပါရှမ်းရေစိမ်ခောက်ဆွဲပတ်လေးပါပဲရွက်သွားဝယ်တာပဲရွက်မတွေ့တဲ့ကြောင့်မလို့ရေမုံညင်းလေးပဲဝယ်လာရပါတယ်ရှမ်းခောက်ဆွဲအရေးပြောဆိုရင်ချမ်းတို့ကပေါ့နော်ဒီပဲလိတ်လေးထည့်ရတာကြိုက်ပါတယ်ကြိုက်တယ်ဆိုရင်ထည့်စားကြည့်ပါစားလို့တကယ်ကောင်းပါတယ်ရှင်ဒါချွတ်တော်မြိတ်ရုပ်တီဒါမြေပဲနှံပဲလိတ်မုံညင်းချင်းမုံညင်းဖူးချင်းဒါရှမ်းခောက်ဆွဲဟိုဒါကကြာညု့ဒါပဲငပြားချမ်းဗီဒီယိုလေးထဲမှာပြထားတဲ့အတိုင်းပါဝင်ပစ္စည်းလေးတွေကိုကိုတပွဲစာလေးတွေပေါ့နော်နှစ်သက်တယ်လို့ဖြည့်ဆွက်ပြီးတော့သုံးဆောင်နိုင်ပါတယ်ရှင်ချမ်းတို့ကအရေးပြောစားတဲ့အတွက်ကြောင့်မလို့မြေပဲမှုတ်မထည့်ပါဘူးတကယ်လို့အတုပ်ဆိုရင်တော့မြေပဲမှုတ်လေးထည့်စားရင်တော့စိမ့်စိမ့်လေးနဲ့ပူပြီးတော့စားလို့ကောင်းပါတယ်ရှမ်းခောက်ဆွဲဦးပေါ့နော်အသားကြီးပဲမစားချင်တဲ့လူတွေလည်းဒီလိုမျိုးပဇွန်ကြောက်လေးနဲ့လည်းချက်စားလို့ရပါတယ်ပဲလိတ်လေးကြရင်ပဲလိတ်လေးထည့်စားရင်လည်းပိုချိုပြီးတော့စားလို့ကောင်းပါတယ်ချမ်းဗီဒီယိုလေးကိုပေါ့နော်အဆုံးထိကြည့်ပြီးတာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်နော်